မနေ့ကတော့နီပေါနဲ့တိဘက်နယ်စပ်မှာလူပေါင်း1000ကျော်ပျောက်ဆုံးသွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်။အစပိုင်းမှာဒီကိစ္စတွေက4.4မဂနီကျိုးရှိတဲ့ငလျင်ကြောင့်လို့ထင်ခဲ့ကြပေမဲ့လည်းရေခဲတောင်ကြီးကမီတာ1200အမြင့်ရှိတဲ့နေရာကနေပြီးတော့ပြိုကျလာခဲ့တာ။ပြိုကျလာတဲ့ရေခဲနဲ့ကြောက်တုံးတွေကမြစ်ကိုပိတ်လိုက်ပြီးခဏအကြာမှာတရားလဲကြိုကျသွားခဲ့တယ်။ဒီရွှွန့်ရည်တွေနဲ့ရေတွေကအလုံးအရင်နဲ့ရွာတွေစီကိုဝင်ရောက်လာခဲ့ပြီးတော့ရေလွှမ်းမှုအကြီးဖြစ်သွားခဲ့တယ်။လူတွေကကြတော့လေလုံးဝကိုသတိမထားမိခဲ့ကြဘူး။မိုးကလည်းမရွာနေဘူးရာသီဥတုအခြေအနေကလည်းကောင်းတဲ့အတွက်ကြောင့်မို့လို့သူတို့ကလည်းအခုလိုဖြစ်မယ်လို့မထင်ထားခဲ့ဘူးအဲ့လိုနဲ့မိနစ်အနည်းငယ်အတွင်းမှာပဲ6မီတာပေ30လောက်အထိရေကမြင့်တက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မလွတ်တော့ဘူးပေ30ဆိုတော့နဲတဲ့ရေတော့မဟုတ်ဘူးပေါ့နော်အမြင့်ကတော်တော်ကြီးကိုမြင့်နေအဲ့လိုနဲ့လမ်းတွေတရားတွေအိမ်တွေအကုန်ပါသွားတော့တာပဲဒါကတော့မနေ့ကတော့ဩဂတ်စ်လ26ရက်နေ့မှာနီပေါနဲ့တိဘက်နယ်စပ်ရာဆူဝါခရိုင်မှာဖြစ်သွားခဲ့တာပါတော်တော်ကြီးကိုကြီးပြီးတော့ကြောက်စရာကောင်းတဲ့ flash flood ဖြစ်သွားခဲ့တာရေရွှွန်းတဲ့ကြောက်တုံးတွေကအလင်းမြန်စီးဆင်းလာပြီးတော့အိမ်တွေကျောင်းတွေတရားတွေဈေးဝယ်စန္ဒာတွေလျှက်စစ်စက်ရုံတွေအများအပြားပြက်စီးသွားခဲ့ရတယ်အစောပိုင်းတုန်းကကြတော့ငလင်ပေါ့နော်4.4မဂနီကျိုးရှိတဲ့ငလင်ကြောင့်အခုလိုဖြစ်တာဆိုပြီးတော့သတင်းထွက်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ US Geological Survey USGS ရဲ့ထုတ်ပြန်ချက်အရဆိုလို့ရှင်တော့ဒါကရေခဲတောင်အစိပ်ပိုင်းပြိုကျပြီးတော့ဒီမြစ်ထဲကိုကျရာကနေရေကြီးရေရှမ်းမှုဖြစ်ပေါ်ခဲ့တာလို့ဆိုတယ်အခုချိန်ထိကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေတော့ပဲတေဆုံးကွယ်လွန်သွားတဲ့သူတွေလည်းအများပြားရှိပြီးရောပျောက်ဆုံးနေတဲ့သူဆိုလို့ရှိရင်လည်း1000ကျော်လောက်ထိရှိတယ်နိုင်ငံသားတွေလည်းပါဝင်နေနီပေါဘက်ကရောတိဘက်ဘက်ကလူတွေရောအများပြားပျောက်ဆုံးနေတယ်နိုင်ငံသားတွေမှာဆိုလို့ရှိရင်လည်းအိန္ဒိယကနေဒါဩစတြေးလျပြည်တယ်ပြီးတော့အမေရိကန်နိုင်ငံသားတွေလည်းပါဝင်တယ်တချို့ဆိုလို့ရှိရင်ဖျားဘူးခီးလာထွက်တဲ့သူတွေလည်းပါဝင်တယ်ဆိုရင်စရာကိစ္စတစ်ခုကကြတော့အပေါ်ဘက်မြစ်ကြောင်းမှာဒီရေရွှွန့်ပိတ်ဆို့မှုတစ်ခုရှိနေတဲ့အတွက်ကြောင့်မို့လို့နောက်တစ်ခေါက်ထပ်ပြီးတော့ရေကြီးလာနိုင်တဲ့အတွက်ကြောင့်မို့လို့ဆိုရင်စရာရှိရဲဆိုပြီးတော့ကယ်ဆယ်ရေးသမားတွေကပြောထားတယ်ပြောမယ်ဆိုလို့ရှင်တော့အခုနီပေါမှာငလင်ကြောင်မဟုတ်ပဲねဒီရေခဲတောင်ပြိုကျရာခနေပြီးတော့ရေကြီးရေရှမ်းမှုဖြစ်ပေါ်လာခဲ့ပြီးတော့လူတွေအများအပြားကွယ်လွန်သွားပြီးတော့လူတော်တော်များများပျောက်ဆုံးနေတဲ့ဖြစ်စဉ်ဖြစ်ပေါ်နေရဲ့ရေခဲတောင်အစိပ်ပိုင်းကြီးက1200မီတာအောက်ဒီမြစ်ထဲကိုပြုတ်ကျလာပြီးတော့ဒီရေခဲတွေကြောက်တုံးတွေရွှွန့်တွေကနေပြီးတော့လန်တီခိုလာမြစ်ကြီးကိုယာယီပိတ်ဆို့လိုက်တယ်ခဏအကြာမှာဒီတရားကျိုးကျသွားပြီးတဲ့အခါကျတော့ရေတွေကအလုံးအရင်နဲ့ဝင်ရောက်လာခဲ့တော့တာအဲ့လိုနဲ့ပဲ flash flood ဖြစ်သွားခဲ့တယ်